လေးမျိုးတွေကြားကြရုံနဲ့လစာ14သိန်းအထက်ရရှိမဲ့အလုပ်ခေါ်စာကဲဘာလုပ်ငန်းလေးလဲဆိုတာကိုစိတ်ဝင်စားနေမလားဘာလုပ်ငန်းလေးလဲဆိုတော့ကုန်ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်းကြီးမှာလုပ်ကိုင်မှုရဲ့အတွက်ပစ္စည်းပို့အမျိုးသားဝန်ထမ်း10ဦးခေါ်ထားပါရဲ့ရှင့်လစာလေးအနေနဲ့ကတော့ခုနကပြောသွားတဲ့အတိုင်း14သိန်းအထက်ကိုရရှိမှာပဲဖြစ်ပါတယ်လိုအပ်ချက်လေးအနေနဲ့ကတော့မလေးမျိုးတွေကျန်းကျရမယ်ပေါ့နော်ဒီမောင်းလိုက်စီရှိရမယ်ဆိုင်ငယ်ရှိရမှာပဲဖြစ်ပါရဲ့ရှင့်ဒီလုပ်ငန်းလေးကိုစိတ်ဝင်စားလို့အသေးစိတ်စက်သက်မြင်မြတ်ကျင်နေဆိုရင်တော့ဖုန်းနံပါတ်လေးတွေက3996လုံး99430 399453လုံး30ကိုတော့မိုဘိုင်ပါအနေနဲ့စက်သက်မြင်မြတ်လို့ရပါတယ်ဒီမှာမဟုတ်ဘဲနဲ့ရုံးကိုလူကိုယ်တိုင်လောက်စုံစမ်းမြင်မြတ်ကျင်နေဆိုရင်တော့ရုံးလိပ်စာလေးက85လမ်း3132မှာရုံးလေးရှိပါတယ်ရုံးကိုလည်းလူကိုယ်တိုင်လောက်စုံစမ်းမြင်မြတ်လို့ရပါတယ်ရှင့်အားလုံးကိုကျေးဇူးများတင်ပါတယ်မန္တလေးမြို့တွေကြားကြရုံနဲ့လစာ14သိန်းအထက်ရရှိမဲ့အလုပ်ခေါ်စာကဲဘာလုပ်ငန်းလေးလဲဆိုတာကိုစိတ်ဝင်စားနေမလားဘာလုပ်ငန်းလေးလဲဆိုတော့ကုန်ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်းကြီးမှာလုပ်ကိုင်မှုရဲ့အတွက်ပစ္စည်းပို့အမျိုးသားဝန်ထမ်း10ဦးခေါ်ထားပါရဲ့ရှင့်လစာလေးအနေနဲ့ကတော့ခုနကပြောသွားတဲ့အတိုင်း14သိန်းအထက်ကိုရရှိမှာပဲဖြစ်ပါတယ်လိုအပ်ချက်လေးအနေနဲ့ကတော့မလေးမျိုးတွေကျန်းကျရမယ်ပေါ့နော်ဒီမောင်းလိုက်စီရှိရမယ်ဆိုင်ငယ်ရှိရမှာပဲဖြစ်ပါရဲ့ရှင့်ဒီလုပ်ငန်းလေးကိုစိတ်ဝင်စားလို့အသေးစိတ်စက်သက်မြင်မြတ်ကျင်နေဆိုရင်တော့ဖုန်းနံပါတ်လေးတွေက3996လုံး99430 399453လုံး30ကိုတော့မိုဘိုင်ပါအနေနဲ့စက်သက်မြင်မြတ်လို့ရပါတယ်ဒီမှာမဟုတ်ဘဲနဲ့ရုံးကိုလူကိုယ်တိုင်လောက်စုံစမ်းမြင်မြတ်ကျင်နေဆိုရင်တော့ရုံးလိပ်စာလေးက85လမ်း3132မှာရုံးလေးရှိပါတယ်ရုံးကိုလည်းလူကိုယ်တိုင်လောက်စုံစမ်းမြင်မြတ်လို့ရပါတယ်ရှင့်အားလုံးကိုကျေးဇူးများတင်ပါတယ်